တရုတ်လိုကြီးတာကို大ဆိုတာကြီးတာကိုပြောတာနော်ပြီးတော့သေးတာတော့小ဆိုတာသေးတာနော်ပြီးတော့မြင့်တာတော့高ဆိုတာမြင့်တာနော်ပြီးတော့နှိမ့်တာတော့低ဆိုတာနှိမ့်တာနော်ပြီးတော့မြန်တာတော့快ဆိုတာမြန်တာပြီးတော့နင်းတာတော့慢ဆိုတာနင်းတာနော်ပြီးတော့အစားနဲ့ပြန်ပြောမယ်နော်တရုတ်လိုဘယ်လိုတရုတ်လိုကြီးတာကို大ဆိုတာကြီးတာပြီးတော့သေးတာတော့小ဆိုတာသေးတာနော်ပြီးတော့မြင့်တာတော့高ဆိုတာမြင့်တာပြီးတော့နှိမ့်တာတော့低ဆိုတာနှိမ့်တာနော်ပြီးတော့မြန်တာတော့快ဆိုတာမြန်တာနင်းတာတော့慢ဆိုတာနင်းတာကိုပြောတာနော်